လောကပင်သဘောတရားများလက်ငယ်များမှာလူအင်းကစိတ်ပိုင်းနဲ့နိုင်ရှင်ခြင်းတို့ကတင်းငယ်တယ်၎င်းလက်ဝါးပိုင်ရှင်တို့မှာလက်ရည်ကြီးတွေဒီနေရာမှာဆိုတင်းကြီးခံနိုင်တယ်စိတ်ရှိမိမိကိုယ်ကိုသိတတ်ကြတယ်ပေါ့နော်မိမိစိတ်ကိုထိန်းချုပ်နိုင်ကြတတ်ကြတယ်ဒီပေါ်ပိုင်းဒီမှာတော့အတော်လေးပေါ့ခံမြင့်ပေါ့နော်တွေးခေါ်ဒီခေါင်းနဲ့ဗီဇတွေပါပါတယ်သူတို့ကဂျာစီကောင်းနေစီမံကိန်းကြီးတွေပေါ့နော်တကယ်ပိုင်းတွေမှာသူတွေးခေါ်ပိုင်းတွေအကောင်းပါလေမြို့မြင့်တွေတော့တက်တယ်သူတို့ကအများအပြားတော့သူတို့ကတော့ဩစာပြရတဲ့လုပ်ငန်းတွေအာဏာပြရတဲ့လုပ်ငန်းတွေပေါ့နော်အဲဒီတွေမှာအကြီးအကဲများအဖြစ်တာဝန်ယူဆောင်ရွက်ပြီးတော့ပေါ့နော်နေထိုင်ကြတယ်များကြပါလေ